အမျိုးသမီးက baseball တုံးနဲ့မျက်နှာချက်ကိုရိုက်ခွဲလိုက်တဲ့အခါပတ်စံတွေတပုံကြီးပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒါတွေအားလုံးကသူမရဲ့ရည်စားတိတ်တစိမ့်ဝတ်ထားတဲ့ပတ်စံတွေဖြစ်ပါတယ်။ဒါပေမဲ့မနေ့တုန်းကတော့သူ့ကုမ္ပဏီဒေဝါလီခံလိုက်ရပြီလို့သူမကိုလိန်ညာပြီးလမ်းခွဲဖို့ပြောခဲ့ပါသေးတယ်။အမျိုးသမီးကသူမရဲ့ဘိုက်ထဲကကလေးရဲ့အတန်ကိုအမှတ်မထင်ကြားလိုက်ရတဲ့အခါကျမှပဲသူမရဲ့ရည်စားကသူမကိုတစ္ဆာဖောက်ခဲ့မှသိလိုက်ရတာဖြစ်ပါတယ်။ကလေးပြောပြတဲ့ဈေးဝယ်စင်တာကိုသူမသွားလိုက်တဲ့အခါသူမရဲ့ရည်စားကသူမရဲ့အထင်ဆုံးတငယ်ချင်းအတွက်စိန်လက်စွပ်တကွင်းဝယ်ပေးနေတာကိုတွေ့လိုက်ရပါတယ်။သူမကသူတို့နှစ်ယောက်ကိုပညာပေးခြင်းခဲ့ပေမဲ့ဘိုက်ထဲကကလေးကမော်ဆွမ်းအားနဲ့တားဆီးလိုက်ပါတယ်။ကလေးလေးကသူမကိုအိမ်ပြန်ပြီးသူမရဲ့ရည်စားဝတ်ထားတဲ့ပတ်စံတွေကိုယူဖို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီပတ်စံတွေအားလုံးဟာသူမရဲ့ရည်စားကအကြောင်းပြချက်အမျိုးမျိုးပေးပြီးသူမစီကနေလိန်ယူထားတာတွေဖြစ်လို့ပါပဲ။ဒါကြောင့်အမျိုးသမီးကအိမ်ကိုချက်ချင်းပြန်လာပြီး baseball တုံးနဲ့မျက်နှာချက်ကိုရိုက်ခွဲလိုက်ပါတယ်။သူမကပြုတ်ကျလာတဲ့ပတ်စံတွေကိုခရီးဆောင်အိတ်ထဲအမြန်ထည့်နေတော့မှပဲတကားဖွင့်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။သူမရဲ့ရည်စားကသူမရဲ့တငယ်ချင်းနဲ့အတူပြန်ရောက်လာခဲ့တာပါ။ကံကောင်းတာကသူတို့ကသူမကိုတတိမထားမိခဲ့ပါဘူး။ရည်စားဖြစ်သူအိတ်ခမ်းထဲဝင်လာတဲ့အခါမှာတော့အခန်းကပယံပရာဖြစ်နေပြီးမျက်နှာချက်ထဲကပတ်စံတွေလည်းမရှိတော့တာကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးကအရန်ကိုဝမ်းသာနေပေမဲ့ကလေးကဒီထက်ပိုကြီးတဲ့အံ့ဩစရာရှိသေးတယ်လို့ပြောပါတယ်။သူမရဲ့ရည်စားဒေဝါလီခံသွားပြီလို့ပြောခဲ့တဲ့ကုမ္ပဏီရဲ့ share တွေအားလုံးကို store ဈေးကွက်မှာတွားဝယ်ဖို့သူမကိုပြောလိုက်ပါတယ်။တကယ်တော့အဲ့ဒီကုမ္ပဏီကအမြဲတမ်းအမျက်ထွက်နေခဲ့တာပါ။သူမရဲ့ရည်စားကပိုင်ဆိုင်မှုတွေကိုတိတ်တဆိတ်လွှဲပြောင်းထားပြီးပတ်စံမရှိသလိုမျိုးဟန်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။အမျိုးသမီးကကလေးရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပြီးကုမ္ပဏီရဲ့ share အမြောက်များကိုဝယ်ယူခဲ့ပါတယ်။မထင်မှတ်ပဲအဲ့ဒီနေရာမှာသူမရဲ့အထက်တန်းကျောင်းတုန်းကအတန်းဖော်တယောက်နဲ့ဆုံခဲ့ပါတယ်။အမျိုးသားကသူမမှာကိုဝင်ရှိနေတာကိုတတိထားမိသွားပြီးဘာလို့သူမရဲ့ရည်စားကဘေးနားမှာနေပြီးဂရုမစိုက်ပေးတာလဲလို့မေးပါတယ်။အမျိုးသမီးကသူမရဲ့ရည်စားနဲ့လမ်းခွဲလိုက်ပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားကရုတ်တရက်အသေးအတန်ချောင်းဆိုးပါတော့တယ်။အမျိုးသမီးကသူ့အထက်တန်းကျောင်းတုန်းကတည်းကကျန်းမာရေးမကောင်းတာကိုတတိယသွားပြီးသူ့ကိုအိမ်ထိလိုက်ပို့ပေးဖို့ကန့်လန့်ခဲ့ပါတယ်။အမျိုးသားကသူ့ရဲ့လက်ထောက်ကိုဒီကိုမလာဖို့တိတ်တဆိတ်ပြောလိုက်ပြီးအမျိုးသမီးလိုက်ပို့တာကိုလက်ခံလိုက်ပါတယ်။သူ့ရဲ့ရင်ထဲမှာတော့ဝမ်းသာလုံးတွေစိုးနေခဲ့ပါတယ်။သူကသူမကိုအမြဲတမ်းတိတ်တခိုးသဘောကျနေခဲ့တာပါ။လွန်ခဲ့တဲ့9နှစ်တုန်းကသူမကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပေမဲ့သူမမှာရည်စားရှိနေပြီဆိုတာကိုသိလိုက်ရတာကြောင့်အဲ့ဒီအချစ်ကိုသူ့ရဲ့ရင်ဘတ်ထဲမှာပဲတင်စီထားခဲ့ရပါတယ်။အခုတော့အမျိုးသမီးကလမ်းခွဲလိုက်ပြီဆိုတာကိုသိလိုက်ရတာကြောင့်သူ့အတွက်အခွင့်အရေးရောက်လာပြီလို့သူတွေးလိုက်ပါတယ်။အမျိုးသားကိုသူ့အိမ်ထိလိုက်ပို့ပေးပြီးတဲ့နောက်သူကဒီလောက်အိမ်ကြီးအိမ်ကောင်းမှနေနေတာကိုတွေ့ပြီးအမျိုးသမီးအံ့ဩသွားပါတယ်။ဒါပေမဲ့သူကဒီအိမ်ကြီးကိုငှားနေတာပါလို့ပြောပါတယ်။မိဘတွေဆုံးပြီးနောက်သူသွားစရာမရှိတာကြောင့်ဆွေမျိုးတွေကတနာလို့ဈေးတက်တက်နဲ့ငှားထားပေးတာလို့ဆိုပါတယ်။သူဒီလောက်အထိခက်ခဲတဲ့အချိန်တွေကိုဖြတ်တန်းခဲ့ရမယ်လို့အမျိုးသမီးလုံးဝမထင်ထားခဲ့ပါဘူး။အထက်တန်းကျောင်းတုန်းကသူမကိုခဏခဏကူညီခဲ့တာတွေကိုလည်းသတိရသွားပါတယ်။ဒါကြောင့်သူမကအိမ်လက်ခကိုအတူတူမျှပေးပြီးနေလို့ရမလား။သူမကသူ့ကိုပြုစုပေးမယ်လို့မေးလိုက်ပါတယ်။အမျိုးသားကဒါကိုကြားလိုက်ရတဲ့အခါအတိုင်းမသိဝမ်းသာသွားပြီးချက်ချင်းသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်သူကအမျိုးသမီးအတွက်အပိုတော့သွားယူဖို့မတ်တက်ရက်လိုက်ပါတယ်။အမျိုးသမီးရဲ့ဘိုက်ထဲကကလေးကလည်းအရန်ကိုဝမ်းသာနေခဲ့ပါတယ်။ဒီအမျိုးသားကသူမရဲ့ဖေဖေရင်းထက်အများကြီးပိုကောင်းတာကြောင့်သူ့ကိုပဲသူမရဲ့ဖေဖေဖြစ်လို့ခြင်းတယ်လို့ပြောပါတယ်။ဒါပေမဲ့အမျိုးသမီးကညှင်းလိုက်ပြီးကလေးကိုအဲ့ဒီလိုမျိုးမတွေးဖို့ပြောလိုက်ပါတယ်။ကလေးကတော့သူမကိုလူကောင်းတစ်ယောက်နဲ့လွဲချော်သွားမှာကိုမလိုလားပါဘူး။ဒါကြောင့်နောက်တစ်စက္ကန့်မှာပဲကလေးကဘိုက်ထဲကနေမော်ဆွမ်းအားနဲ့သူမရဲ့အမေကိုထိန်းချုပ်လိုက်ပါတယ်။အမျိုးသမီးမှာတော့ထိန်းချုပ်မရတော့ပဲအမျိုးသားစီကိုပြေးသွားကကျမ်းပြင်ပေါ်သို့အတင်းလှည့်ချပြီးအာဝါပေးလိုက်မိပါတော့တယ်။